ကြည့်လူချမ်းနှက်ချမ်းမနိုင်တော့အဲ့ဒီကလာတဘုံတောင်တရားမင်းမနိုင်ဘူးဘသူစေတီတကားဘသူလဲဆိုတော့ဒုဋ္ဌဂามဏီမင်းကြီးပြောဘသူတော့ဟိအခုနဲ့ဒေဝနံပိယသိတ္တနေအစဉ်တိုင်းသာသနာကိုကြည်ညိုလာတာဒုဋ္ဌဂามဏီတို့လက်ထက်ရောက်လာတဲ့အခါကျတော့ကြေကလားတွေတဲ့ကြေကလားတွေဆိုတာနော်ဟိုဘက်ကအိန္ဒိယဘက်ကနေကူလာတဲ့သမီးတွေဓမိလကြေကလားတွေကအိန္ဒိယဘက်ကနေကူလာပြီးတီဟိုလာပြီးစစ်တိုက်ဒီဘက်တီဟိုထဲမှာတရောင်းသားကိုင်းတကိုင်းရှိတယ်ဗြဟ္မဏသိတ္တဆိုအဲ့ဒီတရောင်းသားကိုင်းကြီးကလည်းအာကြည့်လာတဲ့အခါစစ်တက်ကြီးဖွဲ့ပြီးတော့တရောင်းသားကိုင်းကြီးကလည်းတော်လန်တယ်ဒီဘက်ကကြေကလားတွေလည်းတော်လန်တယ်အဲ့ဒီမှာပြည်တွင်းစစ်ကြီးဖြစ်တာ12နှစ်ကြာသွားဘယ်နှစ်ကြာသွားဒါကဘုန်းတော်သာနာမှာတကယ်ကြုံခဲ့တဲ့အခြေအနေတွေနော်အဲ့လိုဖြစ်တဲ့အခါအဲ့ဒီချိန်မှာတထန္နရကဒုဗကန္နကယောဂန္နကမိုးခေါင်ကြီးရှားဖြစ်နေရာတိုင်းမှာလည်းတိုက်ပွဲတွေနောက်တော့လူချင်းချင်းတတ်စားတဲ့လူသားသားတဲ့အခြေအနေတို့တွေဖြစ်သွားဟုတ်ပြီနော်အဲ့ဒီဟာတွေကိုအစဉ်အဆက်အနေနဲ့ဂျားထဲမှာစစ်ပွဲကြီးဖြစ်နေတာ45နှစ်လောက်ကြာသွားတယ်ထင်ပါတယ်ဒုဋ္ဌဂามဏီတို့ကလည်းအဲ့ဒီကြေကလားတွေဘာတွေတိုက်နောက်အဲ့ဒုဋ္ဌဂามဏီဆိုတာတရားမဟုတ်ဘူးနောင်ပွင့်မဲ့အရိဒိယမြတ်စွာဘုရားရှင်လက်ရတော်ရန်ဖြစ်မဲ့ပုဂ္ဂိုလ်အခုတော့သူဟာသုတိတနတ်ပြည်မှာရောက်နေပြီနတ်သားကြီးဖြစ်နေပြီဟုတ်ပြီနော်ကဲအဲ့ဒါဆိုအဲ့ဒီသမိုင်းတွေရှည်လို့ကနထားခဲ့တော့နော်ဆိုတော့အဲ့ဒုဋ္ဌဂามဏီတို့အစဉ်တိုင်းသွားလိုက်တဲ့နောက်တော့မင်း30 40 50အဲ့ဒီနောက်ရောက်ရတဲ့ခါဝတ္တဂามဏီဆိုရယ်မင်းတက်လာဝတ္တဂามဏီမင်းလက်ထက်ရောက်တိုင်းပြည်တွင်းစစ်ကြီးကပိုးပြီးတော့ကြီးကျယ်လာနေရာတိုင်းမှာစစ်ပွဲတွေကြီးပြီးတော့ဘယင်မှာထွက်ပြေးရအနေဘုံဘုံတို့ဒီကိုရောက်တဲ့ကဘယင်ထွက်ပြေးတဲ့တောင်ကျော်ရှိဘယင်လည်းဟေ့သူကအရင်ဆုံးပြေးတာဟုတ်တယ်မလားတတိယဒီလိုကောင်းတဲ့ဘယင်နေပါလေနော်အေးဒါပေမဲ့ तू ကတော်တော်တတိကောင်းပါလေအချင်းလေးရ तू ကတင်းရှောင်နေရတယ်လေအဲ့လိုတင်းရှောင်လိုက်တော့ဘယ်နှစ်ကြာသွားလဲဆို12နှစ်ကြာသွားတယ်ဘယ်နှစ်ကြာသွားလဲ12နှစ်ကြာသွားတဲ့ကတီဟိုမှာအဲ့ဒီမှာသာသနာနှစ်ဘလောက်လောက်ရောက်သွားသာသနာနှစ်430ကျော်သွားပြီပြည်တွင်းစစ်ကြီးတွေဖြစ်နေတယ်အခက်အခဲဖြစ်တဲ့မိုးကောင်ရေရှားတွေဖြစ်ဘာမှစိုက်လို့ပြောလို့မရယောဂလည်းနေရာတိုင်းမှာယောဂပေါင်းစုတိုက်ပွဲရလည်းနေရာတိုင်းမှာဖြစ်အဲ့ဒီအချိန်မှာယဟန္တာအရှင်မြတ်ကြီးတွေကတရားမင်းသွားပြီးအကူကြီးတောင်းတယ်တရားမင်းဒီမှာဗြဟ္မဏသိတ္တတရောင်းသားပြဘုံကြီးရတယ်တို့သာသနာကိုစော်ကားဖျက်ဆီးနေပြီအဲ့ဒါကြောင့်သာသနာကိုကာကွယ်စောင့်ရှောက်ပေးပါဘုန်းကြီးတို့အကူကြီးတောင်းပါတယ်ဆိုယဟန္တာအရှင်မြတ်တွေကတာဝန်နဲ့နတ်ပြည်ကိုကြွသွားတရားမင်းရဲ့ဆင်းလိုက်ကြည့်ချင်းနေမကောင်းဘူးငါပါတွဲလွတ်ကြပါနော်တရားမင်းကိုသိအားမကိုးနဲ့နော်ဘာမှမသာသနာ2500မှာတရားသာသနာရောက်ချိန်နေပါပြီလက်ချင်းတွေပါရှိတယ်အခုဒီမှာတရားသာသနာရောက်မြောက်ပြောမယ်သလားတရားမင်းသွားကိုကြီးတောင်းရတရားမင်းလိုက်ကြည့်ပြီးတော့တပည့်တော်မတက်နိုင်ဘူးဗျာအရှင်ဘုရားတို့လည်းပြေးတယ်တပည့်တော်လည်းခဏနေပြန်ပြေးတော့မှာဟုတ်လားပြေးဆိုတဲ့ပြီးတော့တခါလေဖောင်ကြီးဖန်ဆင်းပေး